ချုပ်နေတဲ့သူလေးတွေဆိုမြင်မြန်ဝင်လာပါပညာဒါနလေးတွေပြီးမယ် follow လုပ်ထားနော် TikTok အကောင့်ထဲမှာ follow နည်းနေသေးတယ်ပညာဒါနပဲကြည်ပါပြီ follow မလုပ်ထားဘူးဆိုနောက်တစ်ခေါက်တင်ရင်တွေ့မှာမဟုတ်နော် follow မြန်မြန်လုပ်ထား TikTok အကောင့်ထဲမှာ page ထဲမှာမလုပ်ရင်နေပြီ follow တဲ့ TikTok အကောင့်ထဲမှာ follow မြန်မြန်လုပ်ထားဒီနေ့ကခထောင်ပတန်လေးတောင်းဆိုထားတာလေးကိုပြပေးမှာဖြစ်ပါတယ်အော်နောက်တစ်ခုမှအောင်မယ်မြန်မြန်ကြည့်လက်တွေ့မြန်မြန်လုပ်ပါဒီအောက်ကတောက်ကိုဖြတ်ထုတ်လိုက်ပါနော်ပခုံးတောက်ပါတဲ့လူကတော့ပခုံးတောက်ကိုတိတ်ကဲပခုံးတောက်မပါတဲ့လူကတော့ကိုယ်ပုံမှန်ပတန်နဲ့အတိုင်းပဲတူတူလိုက်ကြည့်မယ်နော်ဒီအလဲကတောက်ကိုအမဖြတ်ထုတ်လိုက်နော်အဲ့ဒါပြီးပြီဆိုရင်အမတို့တွေကလက်ဖောင်းလုံးမှာဖြစ်တဲ့အတွက်ဒီဂျိုင်းလေးကိုဒီလို၄စိတ်၅စိတ်6စိတ်လောက်ဖြတ်ထုတ်လိုက်ပါနော်လိုအပ်တဲ့လောက်ပေါ့သူတဲ့အခါမှာကြီးလှတဲ့အနေထားဒီသူ့ကိုဖြတ်ထုတ်ညှက်ထုတ်လိုက်ပါနော်ပြီးပြီဆိုလို့ရှိရင်ဒီဘက်ပခုံးကနေပဲတိုင်းလာလိုက်မယ်နော်ပခုံးကနေပဲအမ2ခွဲလောက်တိုင်းလာလိုက်ပါတယ်နော်2ခွဲလေးကိုတက်တက်လေးအဲ့လိုလေးဆွဲချနည်းနည်းလေးကားလို့တော့ရနော်ဒီလိုလေးတက်တက်လေးဆွဲလာတဲ့ဟာလေးက4လက်မ6စိတ်လောက်ရှိတယ်နော်တယောက်နဲ့တယောက်မတူဘူးပေါ့နော်တကယ်လို့ရက်နှိမ့်မြင့်ဆိုအမှချိန်ရမှာပေါ့နော်အတိအကျပုံသေးတော့မထားနဲ့တချို့ကရက်ပုလဲလေဘင်းကြိတ်ကြိတ်ကြိုက်တယ်တချို့ကရက်မြင့်လဲလေဘင်းကြိတ်ကြိတ်ကြိုက်တယ်အဲ့လိုတွေရှိတယ်ဒီနေရာလေးကိုမှ6ခွဲထားတာပဲဆိုတော့6ခွဲပုံသေးမဟုတ်ဘဲနဲ့ဝိမဲ့သူရဲ့ခန္ဓာကိုယ်မှာသူတို့လူချင်တဲ့အနေထားကိုဖောက်ပြလိုက်နော်သူတို့ကတအားမကြိုက်ဘူးကြာတာမကြိုက်ဘူးဆိုရင်အဲ့ဒါကိုကခန္ဓာကိုယ်မှာတစ်ခါတည်းတိုင်းယူတာအမယူရတဲ့6ခွဲကသူ့ရဲ့ခန္ဓာကိုယ်မှာတစ်ခါတည်းတိုင်းယူပြီးသားအနေထားဖြစ်တယ်နော်ဆိုတော့ပြီးရင်ဒီအခုဒီတောက်ဘေးကနေဒီဘက်ကိုအမ9စိတ်လောက်အဲ့လိုထပ်လောက်လိုက်တာပေါ့နော်အဲ့ဒါလေးကိုဖြတ်ထုတ်မယ်ဆိုရင်ဒါသူ့ရဲ့ပတန်ကပြီးသွားပြီပြီးရင်ကိုစကေးတွေမှတ်ထားမယ်နော်ပခုံးဂျိုင်းပေါ့နော်အဲ့လိုလေးတွေမှတ်ထားမယ်အဲ့ဒါမှကိုပြန်ပြီးတွဲရမယ်အပိုင်းတွေသိတယ်ဒါ F1 ဒါက F2 ဒီဘက်မှာချုပ်စာ2စိတ်မှတ်မယ်နော်ရမယ်နော်ခါအရှိဒီခါလိုင်းကနေအောက်ကိုအမဘယ်လောက်ယူတာလဲဆိုတော့3ခွဲယူတာပါတယ်နော်ကိုကတော့ကိုလိုချင်လောက်အနေထားကိုကိုယူပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီကောင်ဖြတ်မယ်ဒီအပေါ်ပိုင်းလေးကိုအရင်ဖြတ်ရင်ဖြတ်ထုတ်လိုက်နော်ရှင်းသွားအောင်အပေါ်ပိုင်းလေးကိုဒီမှာကိုယူမဲ့ဒီအပေါ်ပိုင်းလေးပေါ့နော်အဲ့လိုလေးဖြတ်ထုတ်လိုက်ဖြတ်ထုတ်ပြီးပြီဆိုလို့ရှိရင်ဒီတောက်ကိုအမတို့ပြန်ထပ်ဖြတ်မယ်ပေါ့နော်သူက level ကျယ်သွားမှကြောက်လို့တောက်ကဒီရင်ထိတ်နေရလေးမှာပြပြလေးဝိုင်လိုက်နော်ပြီးပြီဆိုရင်ဒီနေရာလေးကိုလည်းအမတို့တစ်စိတ်နှစ်စိတ်လောက်ဖြည်းဖြည်းလေးပေါ့နော်အရင်ရင်အုံကြီးခြုံမနေအောင်လို့အဆင်ပြေတယ်လို့လေးပေါ့နော်နှစ်စိတ်လောက်အဲ့လိုလေးဝိုက်ပြီလားနော်ဒါဆိုရင်ဒီလိုမျိုးလေးရှေ့ကြံပြီးသွားပြီအဲ့ဆိုအမတို့ကဒီတောက်ထည့်မှာပေါ့နော်အဲ့ဒီတောက်ထည့်ဖို့ကပတန်တစ်ခုမှ6ခုလိုတယ်ပေါ့နော်ဒါပေမဲ့တစ်ချမ်းစာပဲရှိသေးတယ်နော်ဒါဒီလိုတစ်ချမ်းရရင်ရှေ့ချမ်းတစ်ချမ်းရပြီဆိုရင်ရှေ့ချမ်းကပတန်ပြီးသွားပြီဒါညှက်တဲ့ဘိုင်းမှာကျတော့ပိတ်စ2လွှာဖြစ်အောင်ညှက်ရတယ်နော်ဒီမှာဆိုလို့ရှိရင်အကျယ်က2ခွဲ2ခွဲကြော်လေးတွေပေါ့နော်အမယူတာလေ2ခွဲကြော်လေးတွေအရှိကကြတော့9လက်မရှိတယ်နော်9လက်မထိတော့မလို့ဘူးဒါပေမဲ့နမူနာပြထားတဲ့အနေနဲ့အဲ့လောက်ယူလာတာပေါ့နော်အဲ့ဒါမျိုးဒီမှာ2ယူရနော်အဲ့ဒါကို6ခုတခါလေးညှက်မယ်တောက်လေးတွေကိုပေါ့နော်တောက်ကဘာလို့ဆိုတော့အောက်ခြေမှာတိတ်ကက်ရမှာဒါပေမဲ့ဖြစ်လန်းနည်းနဲ့နောက်တစ်မျိုးပြောမယ်ဆိုရင်ပတန်မှာအမားတို့တွေမကတ်ထားပဲနဲ့ပိတ်ပေါ်ရောက်မှတခါလေးခဲနဲ့မှတ်ပြီးတော့ညှက်လဲရတယ်ဒါပေမဲ့မိတ်ဝိုင်းမပါသွားမှဆိုလို့ပတန်မှာတခါလေးဖြည့်ရမှာနော်ဒါကြအဲ့ဒီပတန်အရှိတိုင်းပဲဒဲပြီးညှက်လိုက်မှာအဲ့လိုဖြစ်သွားမှကြောက်လို့ဆိုပြီးတော့အမားတို့တွေကဒီပတန်မှာပဲအပီးပေါ့နော်တခါလေးအဲ့လိုမျိုးညှက်ရမှာဖြစ်ပါတယ်ရှင်နော်အဲ့လိုညီလေးပူကင်လိုက်ပါနော်ပူကင်ပြီဆိုရင်ပြည့်ချောင်းထိုးမယ်ပြီးရင်ဒီဘက်မှာအမတို့ဒီလိုနှစ်စိတ်စာလောက်ခဲလေးတစ်ချောင်းဆွဲနော်ခဲဆွဲပြီးပြီဆိုရင်အမတို့ဒီအပေါ်မှာနည်းနည်းခြံထားလိုက်ပေါ့နော်ပြီးရင်3ခွဲမှတ်မယ်နော်3ခွဲမှတ်ပြီးပြီဆိုရင်ဒီဘက်ကိုအမတို့2လက်မမှတ်မယ်ပေါ့နော်ဒါထားပါတော့ဒါ2လက်မပေါ့အဲ့ဒီ2လက်မပေါ်မှာဒီခုနအချွန်လေးကနေစပြီးအမတို့3ခွဲပြန်မှတ်မယ်ဒီမှာ3ခွဲနော်တွေ့လားအမ2လက်မပဲယူလာတာပေါ့နော်ဒီအကောင်ဒီလားအဲ့လိုလေးရပါတယ်အဲ့ဒါကိုဒီလိုလေးညှက်မယ်အဲ့ဒါဆိုရင်ဒီအချွန်လေးမှာလိုက်ပြီးတော့ကတ်လိုက်ရပြီโอเคနော်အဲ့လိုလေးရပြီအဲ့ဒါဆိုရင်ခုနတို့ဒီမှာယူလာခဲ့မယ်နော်ဒီရှေ့ချမ်းကိုယူလာမယ်ယူလာပြီးပြီဆိုရင်
ဒီလိုနှစ်စိတ်ကတော့ကိုမှန်းပြီးတော့ကတ်လိုက်တော့ပေါ့နော်ဒီမှာဘေးဘက်မှာဆိုရင်ဒီမှာနှစ်စိတ်ဒီလိုမျိုးလေးနှစ်စိတ်နော်ဒီမှာနှစ်စိတ်ကိုအဲ့လိုတိတ်လေးနဲ့ကတ်လိုက်ပြီးရင်ဒီပေါ်ထိတ်ကနှစ်စိတ်လေးဒါမှမဖောင်းစင်နေပေါ့နော်ခဲဆွဲလိုက်ပေါ့နှစ်စိတ်မြင်းချောင်းအစ်စ်ပြန်ဆိုရင်ဒီမှာခုံးဝိုင်းလေးလားပိတ်စားပေါ်မှာဒီတောက်တွေတခါလေးယူလဲရတယ်ဒါပေမဲ့ပတန်မှာတခါလေးကတ်ထားတာတော့စိတ်ချရတယ်နောက်မို့ဆိုမေ့ပြီးတော့မပါတော့ဒီအလယ်မှာတစ်ခုကတ်နော်နားမလဲရရှိရင်နောက်တစ်ခေါက်ပြန်ကြည့်နော်ဘာလို့ဆိုတော့တချို့ຢာတွေကကိုကအကုန်လုံးကြည့်လိုက်ပေမဲ့တချို့တွေကဗီဒီယိုတစ်ပုတ်ကိုဆုံးသွားပေမဲ့လာမေးတဲ့အပိုင်းတွေရှိတယ်အဲ့ဒီအပိုင်းတွေကမှန်ငယ်ဗီဒီယိုထဲမှာပါတယ်နော်ဒါပေမဲ့လုတ်ပြသွားတာတွေကမြန်တဲ့ခါကျတော့သင်တဲ့လူရဲ့အုံနောက်ကချက်ချင်းကြတော့မလိုက်နိုင်လို့အဲ့လိုမျိုးဖြစ်သွားတာနော်ဒီခါလေးကိုအဲ့လိုလေးမှတ်ထားဘာလို့ဆိုတော့တို့ဒီနေရာမှာကျဲသီးဆုံးမှာဒီနေရာလေးကိုကြတော့အမဒီလိုပြလေးဝိုင်းလိုက်မယ်နော်အဝိုင်းလေးအဝိုင်းကြိုက်တဲ့လူတွေပေါ့နော်ဒီတခါကျတော့အဲ့လိုမျိုးအဝိုင်းလေးရှေ့ကျန်ရဲ့အကွဲလေးကိုဒီကဒဲမချတာပဲနဲ့အဲ့လိုအဝိုင်းလေးဖြစ်သွားပါပြီနော်ဆိုတော့ဒီဘက်ချမ်းလေးကိုဒါလေးတစ်ခုကပ်ပြီးလိုက်နော်အဲ့ဆိုရင်ဒါရှေ့ကျန်ရဲ့ပတန်ပြီးသွားပြီနောက်ချမ်းကြတော့ဘာမှတိတ်မခတ်ဘူးနော်ပြပေးမယ်โอเคနော်အဲ့လိုပြီးသွားပြီဆိုရင်ဒီတောင်းချိုးလေးတွေထွက်နေညှိပြီးလိုက်နော်ဒီမှာဒီလိုမျိုးလေးတွေဖြစ်နေတာပေါ့နော်အဲ့ဒါလေးတွေတေးသေးလေးဝိုင်းဝိုင်းလေးဖြစ်သွားအောင်ညှိပြီးလိုက်နော်ဒီဟာလေးကိုလည်းတေးသေးဝိုင်းဝိုင်းလေးဖြစ်အောင်ညှိပြီးလိုက်ရပြီပေါ့နော်ပတန်မှာတစ်ခုမှကြတော့ဒီအလေတက်ဒီအလေကိုတို့3ခွဲယူလာပြီမယ်ဒီဘေးကိုကြတော့မလို့4စိတ်တက်လိုက်တယ်အဲ့ဒီတိုင်းပဲ white ပြီးတက်မယ်ဒီမှာ4စိတ်တက်ရင်ဒီခါကိုလည်းမှ4စိတ်ဆောင်းတက်မယ်နော်ဘေးကို white လေးဖြစ်အောင်လို့ဒါဆိုရင်ဒီမှာရှေ့ချမ်းကပြီးသွားပြီနော်အဲ့ဆိုနောက်ချမ်းသွားမယ်နောက်ချမ်းမှာထုံးစံတိုင်းဒီပခုံးက4စိတ်6စိတ်ဖြတ်ထုတ်လိုက်နော်အဲ့ဒါပြီးပြီဆိုဒီရှေ့ချမ်းရဲ့ဒီအပေါ်ပိုင်းလေးကိုမှပခုံးပိုင်းလေးကိုပြင်ထားနှစ်ခွဲနော်အဲ့ဆိုဒီမှာနှစ်ခွဲမှတ်လိုက်အစွန်ကနေစတိုင်းနော်လေဘင်းကနေမတိုင်းဘူးအစွန်ကနေနှစ်ခွဲတိုင်းလိုက်နော်အဲ့လိုနှစ်ခွဲလေးတိုင်းပြီးဆိုရင်ဒီအောက်ကနေပြီးတော့လေဘင်းကိုကျဲကြီးမကြချင်ဘူးဆိုရင်တစ်ခွဲလောက်ပဲမှတ်တော့တစ်ခွဲမှတ်ပြီးဒါလေးကိုဒီလိုဝန်းဝန်းလေးနော်အဲ့လိုလေးလုပ်ပြီးပြီဆိုဒီတောက်ကိုအဲ့လိုအပေါ်ကိုဆွဲတင်လိုက်ဒီနှစ်ခုရဲ့ကြားလေးကိုဆွဲတင်လိုက်နော်အဲ့လိုဆွဲတင်ပြီးဖြတ်ထုတ်မယ်ပြီးရင်ဒီဘက်ကနေပြီးတော့ဒါလည်းဘင်းပေါက်ကျဲသွားပြီဆိုတော့ဒီဘက်ကိုအမတို့အဲ့လိုမျိုး4စိတ်လောက်ကိုဒီလိုလေးစောင်းချမယ်နော်အဲ့မှာလေဘင်းကကက်လေးဖြစ်မှာဒီလားအဲ့လိုလေးစောင်းချပြီးအဲ့ဒါကိုဖြတ်ထုတ်လိုက်နော်အဲ့ဆိုရင်ဒါကိုဖြတ်ထုတ်မယ်ဒီအလေကဖြတ်ထုတ်မယ်ဒီတောက်တွေအကုန်လုံးဖြတ်ထုတ်မယ်နော်ပြီးရင်လေဘင်းပေါက်ကိုဖြတ်ထုတ်မယ်โอเคဖြတ်ပြီးပြီဆိုရင်ဒီဘေးဘက်မှာအချွန်တစ်ခုကတ်မယ်နော်ခုနအမတို့ညှက်ထားပြီးသားအချွန်ဒီဘက်မှာတစ်ခုကတ်မယ်နော်ပြီးရင်ဒီအလယ်လေးမှာတစ်ခုအဲ့လိုလေးကတ်လိုက်မယ်နော်အမမလုပ်ပြတော့ဘူးကတ်လိုက်နော်ဘာလို့ဆိုအချိန်ပြေးတော့မှာမို့လို့ကဲဒါဆိုဒီနောက်ချန်ဒီတောက်လေးတွေလည်းကတ်ပြီးသွားပြီနော်အဲ့ဒါဆိုအမတို့ဒီဘက်မှာသူကတော့ဒီတစ်ခါအမတို့ရှေ့ခွဲလုံးမှာဖြစ်တော့တယ်ဒီကသူ့ကိုအပိတ်ညှက်နော်ဒါပါပဲပတန်ကတော့ပြီးသွားပါပြီနော်ဒါကနောက်ချန်နော်ဒါကနောက်ချန်ဒါကရှေ့ချန်ပတန်တွေကအရန်မခတ်တဲ့ဟာတွေဆိုအဲ့လိုတချမ်းစီပဲညှက်เสียလိုတယ်နော်ဒီလိုကိုယ်ရည်ကြီးလိုအပြည့်လိုက်ပြီးညှက်နေเสียမလိုဘူးဒါကတော့အခြေခံသင်သားပြီးတဲ့လူတွေကတော့သိမှာပေါ့နော်အခြေခံမသင်ရသေးတဲ့လူကတော့အခြေခံကိုများများလေ့လာပါအခြေခံမသင်သေးရင်တော့ဒီလိုဘိုင်းတွေရဖို့ဆိုတာတော့ဟိုရင်းဖြစ်ပေါ့နော်တိတ်တော့နားလဲမှာမဟုတ်ဘူးပေါ့နောက်ပြီးရင်ဒီဥစ္စာရဲ့ဒီချုပ်နီးပတန်လေးကိုချုပ်နီးဗီဒီယိုလေးပါတင်ပေးမယ်နော်မငယ်အများကြီးတင်စရာတော့မလိုတော့ပါဘူးဒါချုပ်နီးကအမရှေ့ကဗီဒီယိုမှာအမတင်ထားပြီးသားပဲနော်ဒီတောက်တွေချုပ်တာတို့ဒီအောက်နာခအဝိုက်ယူတာတို့အမအကုန်လုံးပဲတင်ထားပြီးပြီနော်ရှေ့ကဗီဒီယိုမှာတော့ကြည့်လိုက်ပါနှစ်ပိုင်းခွဲပြီးတော့အမတင်ထားပြီးတယ်ဒီလောလောဆယ်ခတောင်ကနောက်ထပ်တစ်ထည့်ကြံသေးတယ်အဲ့တစ်ထည့်ကြရင်ဒီလိုပခုံးပြောင်းနေလာမှာအဲ့ကြရင်လည်းမပခုံးပြောက်ကိုပဲပြပေးမယ်ဒီအောက်ဘက်ကိုမပြပြီးတော့နော်